ယောဂဘယကင်းခြင်းနဲ့ဘိုက်အစီကျခြင်းနဲ့ပြီးတော့ပေါ့ပါလန်ဆန်းခြင်းနဲ့ဆိုလို့ရှိရင် fasting လုပ်ဘာလို့ယောဂဘယပါသူကရှင်းလင်းပြီးတော့ခန္ဓာကိုယ်အတွက်အရန်ကောင်းလဲဆိုတာလေးကိုလည်းသိပ္ပံနည်းစာပြီးရင်ပြောပြမယ်ပေါ့နော်ဒီဗီဒီယိုထဲမှာ fasting ကပြောရမယ်ဆိုလို့ရှိရင်ဒါတကယ်သဘာဝရဲ့ခန္ဓာကိုယ်အလိုအလျောက်ပြုပြင်ပေးတဲ့ပြင်ဆင်ပေးတဲ့ biological ရန်နေရပဲဘာလို့ဒါကိုပြောလဲပေါ့ဆိုရဲ့ခန္ဓာကိုယ်မှာဆို circadian clock ဆိုတာရှိတယ်ဇီဝနိုင်ပေါ့နော်အဲ့ဒီဇီဝနိုင်ရနေပြီးဆိုလို့ကိုအချက်လက်တွေပြောနေဘယ်အချိန်အိတ်ချင်နဲ့ဘယ်အချိန်စားချင်နဲ့ဘယ်အချိန်ကိုယ့်ရဲ့ sexual drive ကပို့ပြီးတော့ညှင်းလေးရှိတယ်စသည်ဖြင့်အဲ့အကုန်လုံးကသူကအလိုလျောက်ခန္ဓာကိုယ်ကပြောနေတာပြီးတော့ရှိသေးတယ်တချို့ကျတော့ listen to your body ဆိုပြီးပြောတဲ့အခါမှာလေတကယ်ကို listen to your body ပေါ့နော်နားထောင်ပြီးတော့ကိုကအဲ့အပေါ်ပဲ like မူတည်ပြီးလုပ်တယ်ဆိုတော့သူကအဲ့ဒီဥစ္စာမှန်တယ်မှားတယ်ဘာလို့လဲဆိုတော့ဆိုရအဲ့ circadian clock ကသူကပြောမယ်ဆို rhythm တစ်ခုလို့သူကသူသွားနေတာသူမှန်တဲ့ rhythm ဖြစ်ချင်မှဖြစ်မယ်တခါတလေကိုယ့်ရဲ့ပုံမှန်အလေးအကျဉ်းကြောင့်သူကအဲ့အတိုင်းသွားနေတာဖြစ်နိုင်တယ်ဥပမာကွာညဘက်2နာရီအိတ်တယ်ဆိုတာတကယ် healthy ဖြစ်တဲ့ way နဲ့2နာရီအိတ်တာမဟုတ်ဘူးခန္ဓာကိုယ်ကအလေးအကျဉ်းကြောင့်အဲ့လိုဖြစ်နေတာအဲ့လိုပဲဘိုက်စားတယ်ဘိုက်မစားဘူးဆိုတဲ့အချိန်တွေအကုန်လုံးကလည်းကိုကခန္ဓာကိုယ်ရဲ့ပြောဆိုချက်ရနားထောင်ပြီးတော့အဲ့အတိုင်းလုပ်ပါဆိုလို့အရန်မှန်နေတဲ့ delay စရိုက်တွေအလေးအကျဉ်းတွေနဲ့လုပ်ဖြစ်နေတာမဟုတ်ဒီ circadian clock ကြောင့်ဖြစ်နေအဲ့ circadian clock ကိုကြတော့ဒီအုံနောက်ရဲ့ hypothalamus ဆိုတဲ့အပိုင်းထဲက super chiasmatic nucleus ဆိုတဲ့နေရာနေပြီးတော့အဲ့ဟာအကုန်လုံးထိချုပ်ပေးနေတာကဲဟုတ်ပြီလာပြီအဲ့ဆိုလို့ရှိရင်ဘာလို့ဒီ fasting ကကောင်းတာလဲ2016ခုနှစ်မှာ Yoshinori Ohsumi ဆိုတဲ့ဒီ Japanese biologist ပညာရှင်တယောက်ရှိတယ်သူက Nobel Prize ရသွားတယ်သူ့ရဲ့ autophagy လေ့လာတွေ့ရှိချက်တစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အဲ့ autophagy မှာ cells တွေကိုရှင်းပေးတဲ့တန့်စင်ပေးတဲ့ရန်နေရာတစ်ခုတော့ရှာတွေ့သွားတာအဲ့တော့ autophagy ဆိုတာဘာလဲ autophagy ဆိုတာရိုးပြောရမယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်မှာပျက်စီးနေတဲ့အပိုင်းတွေအသုံးမဝင်ပဲအကျိုးမဲ့နေတဲ့ proteins တွေ fats တွေကိုအလိုလိုဖြတ်စည်းပေးတဲ့ဖြိုဖျက်ပြီးတော့အသုံးချပေးတဲ့စနစ်အဲ့ဒီလုပ်ငန်းစဉ်အဲ့ဒီ magnesium ကြီးကစားတောက်နေတဲ့အချိန်မှာအဲ့ဒီရန်နေရာကြီးအလုံးမဖြစ်ဘူးကိုယ်တွေစားရတောက်နေတဲ့အချိန်မှာအဲ့လိုမျိုး auto clean လုပ်ပေးတာဒီမလိုအပ်တဲ့အဆီတွေဒီဥစ္စာတွေကိုဟိုဖြက်စီးပေးတာမှာသူကအလုံးမလုပ်သေးဘူးစားနေတောက်နေရဆိုတော့ built ဖြစ်နေတဲ့ mode ထဲမှာပဲရှိသေးတာပြောမယ်ဆိုစားနေတဲ့အချိန်မှာခန္ဓာကိုယ်တိဆောက်နေတာအသက်တိဆောက်တာပဲရှိတယ်ဒါပေမဲ့သူကတန့်စင်ပေးတဲ့အပိုင်းကစားနေတဲ့အချိန်မှာမဖြစ်ဘူးအဲ့တော့ fasting လုပ်တဲ့အဲ့ဒီ12နာရီနဲ့16နာရီမှာပါအဲ့ဒီ autophagy ကတိတိကျကျအလုပ်လုပ်တာအဲ့အချိန်မှာရောင်ရမ်းတာတွေကြာတယ်ပြီးတော့ oxidative stress တွေကြာတယ်အဲ့ဒါအထူးသဖြင့်အုံနောက်အတွက်အရန်ကောင်းတယ်ပေါ့ပါတယ်လို့အတွေးတွေမြန်ဆန်တယ်တော့အဲ့ဒါအကောင်က fasting လုပ်တဲ့အချိန်မှာအဓိကသွားတယ်သူကတန့်စင်ပြီးတဲ့ process က fasting မှာသွားတာဘူးပြီးတော့ fasting ကကိုယ့်ရဲ့ metabolism rate ကိုလည်းကောင်းစေတယ်ကိုရီးယားပုံမှန်အားဖြင့်ခန္ဓာကိုယ်မှာအားဖြည့်ပြီးတဲ့ဒီစီဖြည့်ပြီးတဲ့ပုံစံ2မျိုးရှိတယ်တစ်ခုက glucose ကနေနောက်တစ်ခုကကြတော့ခန္ဓာကိုယ်အားဖြည့်ပြီးတဲ့ပုံစံ2ခုရှိတယ်တစ်ခုက glucose နောက်တစ်ခုက ketones တရားနေပြီး ketones ကကြတော့ဒီအဆီပေါ့နော် fat ပေါ့အဲ့တော့ glucose ကကြတော့ဒီ carbohydrates ကနေပြီးတော့လာတယ်မြင်းမြန်လောင်ကျွမ်းတယ် ketones ကကြတော့ fat ကနေပြီးတော့လာတယ်ပို့ပြီးတော့သူကညိနေတယ်ဒါပေမဲ့တနေ့တာမှာတကယ် run ပြီဆိုရှင် glucose နဲ့ပဲအများစု run ဖြစ်တယ်ကွာဘာလို့လဲဆိုတော့ carbs ကဘလို့ပဲဖြစ်ပါတာကိုစားတောက်တာကိုအဲ့ခါမှာခန္ဓာကိုယ်ရဲ့ဒီ burning machinery ကနေပြီးတော့ဒီ glucose ကိုပဲ mainly အသုံးချရပြမှာပေါ့နော် fat ကိုအသုံးမချအောင်မဟုတ်ဘူးအဲ့ဒါကြတော့ calories ကကိုကနည်းတယ်ဆိုလို့ရှိရင်ကြတော့သူကကိုယ့်ရဲ့ fat ကိုလည်း burn ဖြစ်တယ်ဒါသိပြီးသားပါအဲဒါမှကိုလိုတဲ့ fat ဟို calories တက်ရော့ဆိုင်ပိန်မယ်ဘာလဲဆိုတော့ fat ကို burn ဖြစ်တယ်စသည်ဖြစ်ပေါ့ဒါကိုလည်းကြားဖို့လိမ့်မယ်သူ fasting ကကြောက်ဘာဖြစ်လဲဆိုတော့အဲ့ metabolic flexibility ကိုပြန်ပြီးတော့လေ့ကျင့်ပြီးပြောမယ်ဆိုနှစ်ခုစလုံးကနေကောင်းကောင်းအစီချအောင်သူကတိုက်တွန်းပေးတယ်အကူအညီထောက်ပံ့ပေးတယ်အဲ့တော့ပြောမယ်ဆိုခန္ဓာကိုယ်ကဒီ fuel ပေါ့နော်စီဖြည့်နေတဲ့နှစ်ခုစလုံးဒီ glucose ကရောဒီ ketones ကနှစ်ခုစလုံးကို burn ဖြစ်အောင်နောက်ဆုံးကိုက calories ကြီးအများကြီးကိုရှော့မဆိုင်တော့မှနှစ်ခုစလုံးကို burn ဖြစ်အောင်သူကလုပ်ပေးတယ်ထိန်းညှိပေးတယ်အကူအညီအထောက်ပံ့ပြုပေးတယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဒီစွမ်းအင်အားပို့ပြီးတော့ဟိုမြန်ကုန်တယ်နှင်းကုန်တယ်မဟုတ်ဘဲနဲ့ပို့တင်းငိမ့်လာတယ်အစာခံတယ်ပဲပြောရမှာပေါ့နော်စိတ်ဆိုရင်လည်းဒီအုံနောက်ရဲ့ brain health ကိုအရန်အထောက်အပံ့ဖြစ်လို့ဒါကြီးကကူညီပေးတယ်ဒါပေမဲ့တခုတော့ရှိရ fasting ကအမျိုးသမီးတွေမှာဆိုရင်တော့အဲ့လိုပုံတီတော့တွက်လို့မရဘူးဘာလဲဆိုတော့အမျိုးသမီးကြတော့ယာတီစဝန်းနဲ့အများကြီးသက်ဆိုင်တယ်အမျိုးသမီးတွေမှာတတိထားမှာတခုရှိရ hypothalamus pituitary gonadal
axis ဆိုတဲ့မျိုးပွားမှုနဲ့သက်ဆိုင်တဲ့ hormone စနစ်ရှိတယ်။သူကကြတော့ဒီ energy ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်ကိုသူတုံ့ပြန်မှုကအရန်အပြောင်းလဲနဲ့မြန်တဲ့အချိန်ရှိတယ်။ဒါရာသီစဝန်းပေါ်မူတည်ပြီးတော့ပေါ့နော်။အဲ့တော့ fasting အရန်ကြာလွန်တာတော့ပြီးတော့မှ calories ကိုမလောင်ကျွမ်းမဲနဲ့အတင်းဟို restrict လုပ်ထားတာကြာတာတို့ပြင်းထန်တာတို့အဲ့လိုမျိုးဆိုရင်ဒီ GnRH လို့ခေါ်တဲ့ gonadotropin releasing hormone ကထုတ်လို့မှုကတော့ကျဆင်းစေတယ်။အဲ့ဒီမှာစပြီးတော့ကိုယ့်ရဲ့ menstrual cycles ကပြဿနာရှိတော့အဲ့တော့ fasting ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ menstrual cycle ကပြဿနာရှိနိုင်တယ်။ဒါပေမဲ့အဲ့လိုပြောရဲဆိုတော့12နာရီလောက် fasting လုပ်တာကိစ္စအောင်မရှိဘူး။ဘာမှမဖြစ်ဘူး။ပြောချင်တာ18နာရီလောက်လုပ်ဖို့ဆိုလို့ရှိရင်နည်းနည်းလေးစကားပြောရရပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ဒီရာသီစဝန်းပုံမူတည်ပြီးတော့ fasting လုပ်ခိုင်းတာ14နာရီ16နာရီလုပ်လို့ရတယ်မရအောင်မဟုတ်ဘူး။ဒါပေမဲ့ရာသီလာခံဒီအချိန် luteal phase ပေါ့နော်။ဒီရာသီလာခံဒီအချိန်မှာဆိုလို့ရှိရင်တော့ fasting ကိုနည်းနည်းတိုးအောင်လုပ်။နောက်တစ်ခုရှိသေးရပေါ့နော်။ညစာမစားတာကို healthy ဖြစ်တယ်မနက်စာမစားတာညစာမစားတာဒီအရင်နဲ့ပတ်သက်ပြီးတော့ပြောနေကြတဲ့ဥစ္စာရှိတယ်တကယ်တော့ insulin နဲ့ပတ်သက်ပြီးတော့ဒါကတော့ပြောမှာပေါ့နော်ဒါကိုအနေနဲ့ fasting time ကိုရွေးချင်ရွေးလို့ရအောင်ပေါ့နော်သူက insulin နဲ့ခန္ဓာကိုယ်ရဲ့ဒီ biological သဘောတရားလေးကိုလည်းပြောပြမယ်ကိုက carbohydrate ကိုစားလိုက်တဲ့အခါမှာ pancreas ကနေပြီးတော့ insulin ကိုထုတ်ပေးတယ်insulin ကတကယ်တော့တချောင်းလိုပဲကွာသိလားဒီ glucose ကိုဒီကိုရဲ့ cells တွေကိုထည့်ပေးတာထုတ်လွှင့်ပေးတာပေါ့နော်ဝင်ခွင့်ပေးလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီရန်နေရကတော့တနေ့ကုန်အလုံးလုံးတဲ့ပုံကမတူဆိုလိုချင်တာခန္ဓာကိုယ်ရဲ့ကို glucose ရောက်တဲ့အချိန်ကမနက်နဲ့ညကွဲတယ်အဲ့တော့အဲ့ glucose ကိုတေးချာထိရောက်နဲ့စီမံခန့်ခွဲနိုင်မှုဆိုရင်ကိုစားတောက်တဲ့အချိန်ကလို့တယ်အဲ့ဒါကိုကြောင့်2015 Cells Metabolism Journal ကနေပြီးတော့ထုတ်လွှင့်ထားတာပေါ့နော်ဒီသုတေသနကိုတူညီတဲ့အစားအစာကိုတဲ့မနက်8နာရီစားတာနဲ့ည8နာရီစားတာနဲ့မှာ insulin က cells တွေကိုဝင်တဲ့ပုံပါတဲ့ရှင်ကြည့်မယ်ဆိုရင်ညစားလို့ရှိရင် glucose ရဲ့ spike က20%ပိုမြင့်တယ်ဆိုပြီးတော့သူကဖော်ပြထားတယ်အဲ့ဒါကြောင့်မို့ညစာစားတာကြတော့ဒီ metabolic stress ကိုပုံများတာတိတာစီတယ်ပေါ့နောက်တစ်ခုကကြတော့ပုံမှန်လဲတိကြလိုက်မယ်အစားစားတဲ့အချိန်နဲ့အိတ်တဲ့အချိန်ကိုအနည်းဆုံး3နာရီလောက်ခြားတာကောင်းတယ်နေမို့ဆိုရင်အဲ့ဒီအိတ်တဲ့အချိန်မှာစုတော့ဒီခန္ဓာကိုယ်ပြန်ပြီးပြုတ်ပြင်ပြီးတဲ့ဒီ growth hormone တွေထွက်ရမှာဒါပေမဲ့အဲ့ဒါမထွက်ဖ ೇನೆ စားလိုက်တဲ့အခါမှာ insulin ကပဲအများစုထွက်ပြီးတော့ growth cells repair လုပ်ပြီးတဲ့ဥစ္စာပြုတ်ပြင်ပြီးတဲ့ဥစ္စာနည်းလာတယ်အဲ့အခါမှာကောက် repair မဖြစ်တော့အနားမရဘူးပေါ့နော်ဒါကြောင့်အိတ်ချိန်နဲ့စားချိန်ကို3နိုင်လောက်ချတင်တာလည်းအမှန်ပဲဆိုတော့ကိုအနေနဲ့ fasting ကိုတော့အခုပြောတဲ့အချက်လေးနဲ့တေချာဆက်စစ်ပြီးတော့စားသုံးစီချင်တယ်ဒီပြောတဲ့ဗီဒီယိုမှာ English လိုတွေများတယ်ဘာလို့လဲဆိုတော့ဒီသုတေသနပြုချက်တွေကမြန်မာလို direct ဘာသာပြန်တဲ့ဥစ္စာတွေကိုအများကြီးမတွေ့နေတာတကြောင်ကြောင့် English လိုတွေပြောတာပဲပါတယ်နောက်တော့အခု psychology class တွေမှာဆိုရင်ဒီ behavioral psychology class မှာဆိုရင်ဒီ fasting အကြောင်းကိုတေချာပါပြီးသားဘာလို့ဒီအုံနောက်ကိုပေါ့နော်အထောက်အကူပြုလဲဆိုတာနဲ့ပတ်သက်ပြီးပါတဲ့အတွက်ဒါကိုတေချာ research တွေလုပ်ပြီးတော့စုတည်ဥစ္စာကိုပြောတာဖြစ်တယ်ဆိုတော့က metabolism နဲ့ပတ်သက်ပြီးတော့တခြားတည်နာလေတဲ့သူတွေဆိုရင်လည်းတခြားသော research တွေနဲ့ရှင်တွဲပြီးတော့မှားလို့ရှင်လည်းထောက်ပြပါမှန်လို့ရှင်လည်းမျှဝေပေးပါအောင်လို့ပြောချင်ပါတယ်ဆိုတော့က fasting လေးကိုတေချာလုပ်ပါစုဆိုရင် fasting လုပ်တာအားလုံးပေါင်း10စုနှစ်ပြည့်ပါတော့မယ်အနည်းဆုံးမလုပ်ဘူးဆိုရင်တစ်နေ့ကို12နာရီလုပ်တယ်ပုံမှန်အခုနောက်ပိုင်း fasting ကောင်းကျိုးကိုရန်သိတဲ့အခါမှာတော့လုပ်ကြရတော့တစ်နေ့ကို16နာရီ fasting လုပ်ဖြစ်တယ်စုလည်းမကောင်းဘူးစုလုပ်တယ်စုအမလုပ်တယ်အမျိုးသားဆိုရင်တိတိတသားသူ fasting ကိုလုပ်တာတစ်လ2လလောက်ရှိပြီပေါ့နော်လုံးဝဘိုက်က gym ဆိုရင်ဒီစုမှာ stubborn fat တွေရှိရလေဒီခါနောက်တွေဆိုပို့ပြီးတော့မှာဖြစ်တယ်အဲ့ဒါကြီးဆိုရှင်ကျန်တိုင်းအကောင်လုံးအနေနဲ့တိတာလာပဲမယ်အဲ့အပိုင်းလေးဆိုမတိတာတော့အဲ့လိုဥစားဆိုလဲ fasting လုပ်ရင်တော်တော်လေးတိတာကြတယ်ဒါတော့ fasting မဟုတ်ပါဘူးတကယ်တော့အစီကြဖို့ဆိုတာလည်းတခြားစားသောက်ပုံတွေနဲ့အများကြီးတော့ဆိုင်တယ်ဆိုတော့အကောင်လုံးထမင်းလည်းဖြတ်လိုက်တာလည်းပါမယ်အရန်ကြိုက်ပြီမယ်တခြား factors တွေလည်းပါတယ်ဆိုတော့လေးပြောချင်တယ် fasting တခုလေးကြောင့်တော့လည်းမဟုတ်ပါဘူးဒါပေမဲ့ fasting ဖြတ်လိုက်တဲ့ခါမှာတိတတာပေါ့ပါလာတာသက်ဆိုင်တယ်အများကြီးသက်ဆိုင်တယ်အဲ့တော့မစားရင်ခန္ဓာကိုယ်ကအဆင်မပြေဘူးသို့မဟုတ်အရန်ခြေတုံနဲ့လက်တုံနဲ့ဆိုတာသူကအဲ့အချိန်တွေမှာ fasting တမ်းပြီးလုပ်ရမယ်မဟုတ်ဘူးကိုယ်ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့တနေ့တာ RAM ရဲ့ပုံမူတည်ပြီးတော့ fasting ကိုလုပ်တာမျိုးလည်းလုပ်ကြည့်ပေါ့နော်ဥပမာမနက်ပိုင်းကကိုယ်ကတော်လာရှိတဲ့ခါမှာဘလို့မှ fasting လုပ်ဖို့အတွက်စားရမယ်ဆို okay စားနိုးချင်းမစားတဲ့တတိုင်းလောက်ကြာပြီးတဲ့ခါမှာစားပြီးလို့ရှိရင်ညဘက်ဆိုရင်တော့dinner ကိုဖြတ်လိုက်ပေါ့အဲ့ဒါဆိုရင်လေကိုက12နာရီသို့မဟုတ်14နာရီကိုလုပ်နိုင်လိမ့်မယ်စုကတော့မနေ့ညမှာစုညဘက်အလုပ်လုပ်ရတဲ့အခါမှာတော့စုက10နာရီထိစားတယ်ညဆိုရင်ဒါပေ
ပေမဲ့မနက်ဆိုရင်မနက်လုံးဝမစားဘဲနဲ့ညနေ4 နာရီကနေပြီး10 နာရီထိစားတယ်ဒါတော့9နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့ကတရုတ်ကပုံစံမတူဘူးဒါပေမဲ့မှန်တဲ့ပုံစံဆိုရင်မရှိဘူးအဓိကတော့ပြောချင်တာ183 method ကိုတော့1ဆိုတာနိုးနိုးချင်းတနားရီမစားနဲ့8ဆိုတာကြတော့8နာရီ fasting လုပ်ပေါ့8နာရီလောက်ဆိုရင်အဆင်ပြေအဆင်ပြေပါမလား8နာရီမဲစားရတယ်ဆိုရင်စိတ်မပူပါနဲ့ဒီဘာသာရေးမှာဆိုလည်းရှိရပေါ့နော်ဆိုတော့ဗုဒ္ဓဘာသာမှာဆိုလို့ရှင်လေဒီတန်ဃာတော်တွေဆို6နာရီပဲစားတဲ့တန်ဃာတော်တွေအများကြီးပဲဒီတန်ဃာတော်တွေမှာအသက်တရားနဲ့ချီပြီးတော့နေခဲ့တဲ့သူတွေအများကြီးပဲထို့သူပဲနှစ်ပေါင်းလွန်ခဲ့တဲ့ထောင်နဲ့ချီသောလူတွေမှာဆိုရင်အရင်တော့ breakfast ဆိုပြီးတော့ဒီလိုအခုလိုမျိုး economy system ရင်းနဲ့ရှိနေတာမဟုတ်ဘူးလူသားမျိုးနွယ်စုတွေအကုန်လုံးကဒီတိုင်းရဲသတိဆန်ရဖို့စားတော့ဖို့အတွက်ကိုတကူးကသွားပြီးတော့အမဲဖြတ်ပြီးတော့ရပြီးတော့မှစားတာဖြစ်တဲ့အတွက် breakfast ဆိုတာတမိုင်းမှာမရှိခဲ့ဘူးအခုနောက်ပိုင်းမှာမှအရန်ကို convenience ဖြစ်လာတယ်ခေတ်တွေပြောင်းလာတဲ့အတွက်လူရ breakfast ဆိုတာရှိရအဲ့ခါမှာ breakfast ကမစားရင်မရဘူးဆိုတဲ့အခြေအနေကိုလူတွေကကောက်ချက်ချလာပေါ့နော်တကယ်တော့တမိုင်းမှာကမ္ဘာတမိုင်းမှာရှိခဲ့တဲ့လူမျိုးစုတွေအကုန်လုံး breakfast ကိုစားပြီးတော့ကြီးပြင်းလာတော့မဟုတ်ဘူးဆိုတော့ကပြောချင်တာကတယောက်မတူဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပြောလို့အဲ့ဆို breakfast မစားရင်ရလားဘာညာဆိုရင်လည်းမတူတယောက်နဲ့တယောက်ရဲ့ gut health ပေါ့နော်ချို့ကကြတော့လုံးဝမစားလို့ရှိရင်ကိုယ့်ရဲ့ဒီ microbiome လို့ခေါ်ရတဲ့ကိုယ့်ရဲ့ဒီ gut ကပေါ့နော်မကျန်းမာနေဘူးဆိုလို့ရှိရင်လည်းတနည်းတစ်ဖုံပေါ့နော်အဲ့ဒါမျိုးဆိုရင်တောင်မှသူညဘက်ကိုဘယ်လောက်ထိအချိန်ခွဲပြီးတော့စားမလဲပေါ့တော်စားနေခြင်းကမကောင်းနေတာတော့သိကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်လို diet plan နဲ့အဆင်ပြေမလဲဆိုတော့ကိုယ့်ကိုရှာဖွေပြီးတော့စားတောက်နိုင်တယ်လို့ဆိုပြောချင်ပါတယ်ဆိုတော့ကအားလုံးကျန်းမာကြပါစေ